40. Okay. Left brush net light color. Do we have a new student? If you are a new student, let me know, okay? Yes, teacher. Who is that? Shreya. ပြန်ပြောကြည့်ပါအောင်သမီးနာမည်မကြားလိုက်လို့ Hello ရွှေရောင်ခေတ်ဦးလို့ရွှေရောင်ခေတ်ဦးလို့တရားပြောလေတမင် Shreya. Oh, ရွှေ မော့တရား ဘယ် ပြော လိုခေါ်မလဲရွှေရောင်လို့ခေါ်မလား ရွှေရောင်လို့ခေါ် Is that okay if I call you ရွှေရောင် ရွှေရောင်မမတန်စင်လို့မမတန်စင် တော့တန်စင်နဲ့ရွှေရောင် Okay so နောက်ခါအတန်းဝင်လေးကျေးဇူးပြုရဟိုစားနာမည်လေးနဲ့သူ့ခေါ်ချင်တဲ့ခေါ်စီချင်တဲ့နာမည်လေးနဲ့ဝင်ပေးတယ်ကျမနာမည် ဟုတ်ကဲ့ ကြက်နေတာဆိုတော့လေ ဟုတ်ကဲ့တကယ် ဟုတ်ကဲ့ အခုကဘာလုပ်မလဲဆိုတော့ white color เนาะ white color အဖြူရောင်ကို purple color ရှိရင် purple နဲ့ထည့်ပြီး purple နည်းနည်းလေးနဲ့ပဲထည့်ပြီးဖြော့လေးဖြစ်အောင် mix ပြီးတော့ flat brush ဒီလို flat brush ဆိုတာဒီလိုမျိုးဒီလိုထိတ်က flat ဖြစ်နေတဲ့ brush အဲဒီ brush အကြီးဆုံးရှိတဲ့ brush နဲ့ဒီ paper ကိုတစ်မျက်နှာလုံးကိုစ left and right brush က သူ့ရဲ့ stroke ရှိတယ်နော် they have a brush stroke ဆိုတော့ဒီလိုသွားလိုက်ဒီလိုသွားလိုက်ဒီလိုမသွားဘူး မရအောင်နော်ဒီလိုပဲတောင်း Okay so left and right ပဲပေါ့ so brush stroke ကညီညီလေးနဲ့ကြည့်ကောင်းအောင် left and right သွားမယ်ပြီးတော့ဒီ color ကရွေးလို့ရတယ်နော် purple ရွေးရင်ရွေး purple မရွေးရင် yellow ရွေးမယ်ဒါပေမဲ့ဆေးထည့်ရင်နည်းနည်းပဲထည့်မနော်သမီးလိုမထပ်ထည့်မယ်ဒါဆိုတော့ဆေးတွေကဈေးကြီးတော့လေပို့သွားတယ်ဆိုရင်မျိုးလို့နော်လေးရပါလို့ဒါသူကရဲပါဆေးအောင်ပေးရပေးပါမယ်ပပနဲ့ရေလို့နေနော်မဟုတ်ဘူး white color နဲ့ purple မဟုတ်ရင် yellow တစ်ခုရွေးရမယ်ဆိုတော့အဝါရောင်ရွေးချင်ရွေးမရွေးချင်ရင်ခရမ်းရောင်ပေါ့နော်ကြိုက်တဲ့ color ဒီမှာကျတော့ဟိုစား purple ရွေးထားတယ်ကိုကြိုက်တဲ့ color ရွေးလို့ရတယ်ဟဲ့ဒါပေမဲ့ light color နောက်တစ်ခုအခုမှကျောင်းစားတက်တဲ့လူကဒီမှာတစ်ချက်ကြည့်ပေးမယ်နော်ဒီမှာတစ်ချက်ကျေးဇူးပြုကြည့်ပေးဒီ brush က after you paint ဒီမှာကြည့်ပါဦး brush က paint ပြီးရင်ရေထဲမှာအဲ့လိုထည့်ထားမယ်ဆိုတော့နော်မတုံးတဲ့ brush ကိုရေခွက်ထဲထည့်ထားမယ်ဘာလို့လဲဆိုတော့ပူတဲ့ခါကျရင်ဆေးတွေကခြောက်သွားတယ်နော်ဆေးတွေကခြောက်သွားတယ်ဆိုနှိပ်ဆွေးကြလို့ရှိရင် brush အသစ် brush ကမမာကြီးဖြစ်နေဆွဲလို့မကောင်းဆိုတော့အတန်းပြီးတယ်ဆိုလို့ရှိရင် brush ကိုရေထဲမှာသိချာလို့လုပ်ပြီးလို့ရှိရင်ဟိုပကံဆေးဆက်ပြဖြစ်ဟိုစား and look flat brush ပဲသုံးမယ် we're gonna use two color okay light blue we're gonna mix with a little bit of light blue and blue okay if you don't have white color you can mix with like blue and dark blue a little bit darker blue okay those are white color မရှိတဲ့လူอ่ะ okay ဒါပေမဲ့ white color ရှိတဲ့လူอ่ะဒီမှာမတွေ့လား blue နဲ့ darker blue နေအောင်ဆက်ပြရတယ်เนาะဒီမှာတွေ့လားဒီမှာရာပို့ပြီးတော့ darker ဖြစ်တဲ့ blue တွေ့လား this is darker blue ဟိုစားနဲ့mixture နဲ့သုံးလို့ရတယ်မနော် darker blue and then this is light blue you see the color or the different color ဟောကြည့် darker blue နဲ့ light blue နှစ်យ៉ាងသုံးမယ် okay and flat brush so first of all you're gonna choose the look everyone look to the screen I want you eyeball on the screen please ကောင်းလေးစော
eyeball on the screen. Eyeball on the screen. If you are not paying attention, you are not going to know how to do it. Yes, screen. Okay, eyeball on the screen. Everyone, Robinson, Sophie, look to the screen. I am looking at you guys. May, screen ကိုကြည့်မယ် everyone look to the screen. မဆွဲဒီမှာကြည့် size ကဒီလောက် size ဆွဲမယ် okay တေးသေးလေးမဆွဲဘူးကြီးဆွဲခိုင်းတာလွယ်လို့ okay ဒီမှာကြည့် teacher ရဲ့လက်ညှိုးတစ်ခုစာလောက်ရှိတယ် okay ဆိုတော့အရင်ဆုံးဒီမှာကြည့်မယ် eyeball to the screen ဒီလိုမျိုး one ကကြီးလိုမျိုး okay like and then you're gonna do like this with flat brush okay တွေ့လား screen ကိုကြည့်မယ်နော်ပြီးလို့ရှိရင်မဆွဲတောက်ဘူးဖြစ်မှာနော်heart ပုံစံလေးဒါပေမဲ့ဒီလိုပြပြလေး okay and ဘာလုပ်မလဲဆို after that light blue နဲ့ဒီဘက်ဘေးကို light blue နဲ့ဒီမှာ light blue နဲ့ဒီလိုဆွဲမယ်နောက်တစ်ခုဆွဲမယ်ဖတ်ပုံစံပြီးတော့ဒီနားမှာတစ်ခုဆွဲမယ်တွေ့လား light blue နဲ့ဆွဲမယ် okay look to the screen after that 00 brush the smallest brush 00 brush okay 00 brush နဲ့ okay 00 brush နဲ့ darker or lighter yeah you can choose darker color yeah darker color နဲ့ဒီမှာထည့်မယ် okay ဒီလိုထည့်မယ်ဒီလိုထည့်မယ် line ထည့်မယ် okay okay ပြီးလို့ရှိရင်ကြည့်မယ် look to the screen ဒီမှာဒီဟာနောက်ဆုံးမှထည့်လို့ရတယ်နော်ဒါပေမဲ့အရင်ပြထားတာဘယ်လိုလာမလဲဆိုရင်ဒီအောက်မှာ yellow light yellow လေးနဲ့ okay light yellow လေးနဲ့ဟုတ် blue ကြံသေးလို့ it's okay it's even if you do with the light green it's okay too မတွေ့လား morning glory flower လာမယ်ပြီးလို့ရှိရင် okay တွေ့ရနော် okay one more time ဆွဲပြမယ် we're gonna practice a lot ဒီဘက်မှာကြီးလေးဆွဲမယ်ကြီးလေးဆွဲတာလွယ်တယ် okay ကြီးလေးဆွဲတာကပို့ပြီးတော့ဆွဲရလွယ်တယ် like this last week တင်ထားတဲ့လူတွေကခဲရနဲ့ဆွဲတာနော်ခဲရနဲ့ဆွဲတာခဲရနဲ့အရင်ဆွဲတယ်ဒီနည်းနည်းလေးဖောင်းလိုက် and then light blue နဲ့ဆွဲ okay အဲ့လိုဆွဲတယ် okay and 00 brush နဲ့ light darker color နဲ့ထည့် darker color နဲ့ထည့် and then lighter and then yellow color brush will see your yellow color နဲ့ဒီအောက် like green color
green color လုပ်ပြီးတော့ဒီအောင်ဒီဟာနဲ့လာပြီးတော့ set okay နည်းနည်း green လိုက်လဲရတယ် it doesn't matter okay next one ဆွဲပြမယ် okay ပြီးရင်ဒီအောက်မှာ light blue လေးနည်းနည်းထည့်လိုက်နည်းနည်းထည့်ပြီးတော့ blend လိုက် it's okay မထည့်ချင်လည်းရနော်ဒါပေမဲ့ shade and shadow သိအောင်လို့ okay okay right one more we're gonna do one more I'm gonna show you one more ဒီလိုဆွဲမယ်ဒီလိုဆွဲမယ်ပြီးတော့ဒီလိုလုပ်မယ် dark blue နဲ့ပြီးတော့ light blue နဲ့ဒီလိုထည့်ဒီလိုထည့်ဒီလိုထည့် and after that ဒီအောက်မှာထည့်ပြီး and then now we got dry after that darker okay so တော့ပြီးတော့ဒီဟော okay okay all right ဆိုတော့ပန်းစဆွဲလို့ရပြီဆွဲတတ်တဲ့လူကစဆွဲလို့ရပြီမဆွဲတတ်တဲ့လူကဆက်ပြီးတော့ကြည့်မယ် okay if you know how to paint it at least I would like to see 6 or 7 flower okay I would like to see 6 or 7 flower I want you to practice so ပန်းပွင့်6ခုမဟုတ်ရင်9ခုဆွဲလို့ရတယ် flat brush နဲ့ပဲဆွဲတယ်နော် size တူစရာမလိုတချို့နည်းနည်းကြီးမယ်တချို့ငယ်ငယ်နည်းနည်းငယ်မယ် doesn't matter နည်းနည်းကြီးဆွဲထားတယ် okay okay so ကြီးဆွဲလေပိုလွယ်လေနော် okay ကြီးဆွဲလေပိုလွယ်လေဆိုတော့ကြီးဆွဲ န
ဆိုတော့ okay ဒီမှာတစ်ချက်ကြည့်ကြည့်အောင်ဒီအောက်ကဟာကို light blue နဲ့เนาะဒီအောက်ခြေမှာ light blue နဲ့ထည့်ပြီးတော့နည်းနည်း smear လုပ်ပြီးတော့ဟိုဥစားဗာလဲ blend လိုက် okay မချောက်ခင် light blue လေးနဲ့အောက်ခြေပဲအောက်ခြေကိုနည်းနည်းလေးဆေးထည့်ပြီးတော့လုပ် blend လိုက် okay တွေ့လားဆိုတော့ 1 2 3 4 5 let me play one more and if you are done let me know there we go okay ပြီးရင်ပန်းဆွဲပြီးရင်နိုင်ကြရင်ဟိုတွေထည့်မယ်နော် leaf တွေထည့်မယ် okay oh wait a second darker green let's see okay look to the screen please ခဏလေးတစ်ခုမေးကြံခဲ့လို့ဒီပန်းပြီးအောင်ဆွဲပြမယ်တစ်ခု look to the screen screen ကိုကြည့်မယ်နော်ဒီအောက်မှာပြီးလို့ရှိရင်ဒီအောက်နောက်မှာ darker green နဲ့အဲ့လိုလေးထည့်မယ် okay 00 brush နဲ့တွေ့လားအဲ့လိုလေးထည့်မယ်ပို့ပြီးတော့ရင့်တဲ့အစိမ့်နဲ့နော်ဒီအောက်မှာအဲ့လိုလေးထည့်မယ်တွေ့လား please pay attention to the screen darker green နဲ့အဲ့လိုလေးထည့်မယ်ပြီးတော့ဒီကောင် darker green နော်ဒီအောက်မှာပြီးရင်တွေ့လားအဲ့လိုလေးထည့် darker green နဲ့next week ကျရင် white pastel နဲ့ဆွဲမနော် white pastel လေးတွေပြီး ready ထား Okay, going to practice. It's gonna be a little bit harder. So, 4 ထည့်ပေးမယ်နော် Try to practice it. Okay. နည်းနည်းကြီးကြီးဆွဲရင်ပုံလွယ်တယ် Okay, it's make you easier. So,ဒီမှာဒီမှာ Okay, we'll shake sway. Step like this. Your dark green နဲ့အလဲကဒီရွယ်ရဲ့အယူထည့်ပေးလိုက် 00 brush နဲ့တော့ Okay, and then look. Like light green နဲ့ဖူးဆွဲမယ် okay ဖူးတွေ light green နဲ့ဖူးဆွဲမယ်အဲ့လိုလေး
Okay. At least 4 or 5. Like, pay attention to the screen. Please swim. 1, 2. Officially 3, 4. Look. Sweat up anyway. 5. Okay, 0 brush never. Below she, you don't tell it. How? Okay, after that, alema. Look. Namaji. Alema, light blue line, lily tab. Ella. ဟိုကပန်းဟိုကအပြာရောင်သုံးတဲ့လူကအပြာမသုံးတဲ့လူကအနီသုံးတဲ့လူကအနီကိုရဲ့ flower color နဲ့လိုက်ပြီးတော့ထည့်မယ်တဘောကအဖူးကစပြီးတော့ပွင့်နေပြီစပြီးတော့အရွက်ကစပြီးတော့ပွင့်ဖို့ပြင်နေပြီ see ဆိုတော့ပန်းရဲ့အဖူးကလေး and ဟိုသူ့ရဲ့ okay ပြီးရင်ဒီနေ့ဘယ်နေ့လဲဘာလို့29ဒီမှာဟိုမှာ28ခဲဘောပန်ရှိဘောပန်နဲ့ရေးနော် I'm gonna use only 3လပိုင်း29 2026 okay I'm gonna sign my name ဒီနေ့ sign ထိုးထားတာဒီဆွဲရပြီ okay so if you're done you're good to go 对啦 flowers